အခန်းတော့ဖွင့်လို့မရဘူးအင်းကြီးကြီးတိုက်ရခက်တယ်လက်တွေပဲနည်းနည်းလုံးဝအားဆိုင်လို့မရဘူးအဲ့တော့ခံလက်တွေကရောင်လို့ဟိုကျွန်တော်ဒီကံမရောက်ခင်တော့ဆိုခံစားရတာဆိုရင်လူတယောက်မှအလုပ်လုပ်เสียရှိတယ်လက်နဲ့ပဲအလုပ်လုပ်ရတဲ့ခါကျတော့ဒီလောက်ရတဲ့ကိစ္စတွေမှာဆိုရင်ဥပမာအပြင်အင်းကြီးဝတ်တယ်ဆိုကြည်ကြီးတိုက်ရတယ်ကြည်ကြီးကင်ရခက်နောက်လှည့်လို့ပြပြချင်းလည်းလက်ဟိုလင်းလည်းနာနေတယ်အဲ့လိုမျိုးအဝတ်လျှော်မယ်ဆိုလျှော်လို့မနိုင်ဘူးပေါ့အခန်းတကာဖွင့်လို့မရတော့ကင်လှည့်ရတယ်အဲ့လိုအခက်ခဲကြီးပေါ်နေ3ရိတ်ရှိဘူးပေါ့နော်3ရိတ်ရှိ3ရိတ်ချိန်မှာ4ချိန်ကြီးအခုဆိုရင်တော့ကင်နေရပြီအင်းကြီးကိုကြည်ကြီးတွေတက်နေရပြီလက်တွေလက်အဖြူတွေတော့ရတယ်နော်လက်ကကျွန်တော်လက်ကလက်စစ်မှာရောင်းအဲ့လက်ဆွဲရောင်းတာရော့လာပြီတက်လာတယ်ဘလို့လားလဲဆိုတော့ဟိုအများကြီးဝန်တာပါလေစေတနာထားပြီးတော့မှလေဒီဒီဇိုင်းနဲ့ပြုစုပြီးတော့မှလုပ်ပြီးတာအမှန်တဝန်တာပါတယ်